အခုပြောနေတဲ့ဘုန်းကြီးကိုယ်တိုင်84နှစ်ဆိုတာဟာနော်ရသော်ဗျာတောင်80ပဲနေရတာဒီ4နှစ်ဆိုတာမသေးသေးလို့ကုသကောင်းမှုလုံနိုင်တာဖြစ်တယ်အားရည်နဲ့ဆွယုတ်သွားပြီနော်ရုပ်ရှင်တွေနဲ့ဆွယုတ်သွားတယ်ဥကျင့်တရားရဲ့တန်ဖိုးခံနေရပြီအတန်တောင်မှကိုပြောချင်တယ်လို့ပြောလို့မရဘူးပျက်စီးလာတယ်အဲ့တော့ဘဝဆိုတာအကောင်ပိုင်းတွေကရှိပါတယ်နောက်ပိုင်းမှာအဆိုးပိုင်းအဲ့ဒီအကောင်ပိုင်းတော့မှတော့ကြနေမကောင်းဖြစ်လိုက်တော့ကြပါယောဂဖြစ်လိုက်ညာယောဂဖြစ်လိုက်နေလူဘဝကြီးဟာချမ်းသာတယ်ဆိုတာလုံးကိုနေပါတယ်ဒီလိုနေတော့လည်းပဲလူတွေဘာကြောင့်ပြောနေသလဲအဆိုးတွေကိုမေ့ထားပြီးတော့အကောင်းကိုမျှော်ပြီးတော့ပြောနေကြတာဖြစ်တယ်နော်ဒီမကောင်းတဲ့လူကလည်းဒီကောင်းမဲ့အချိန်ကိုမျှော်တယ်အစင်မပြေတဲ့လူကလည်းအစင်ပြေမဲ့အချိန်ကိုမျှော်နေတယ်အဲ့ဒီမျှော်လင့်ချက်တွေကြောင့်မို့လို့ဘဝမှာရပ်တည်နေကြတာသို့တော့ဘဝကြီးကတဖြည်းဖြည်းဦးမင်းယူရင်ပြည့်ရွံ့လာတာဖြစ်တယ်ပေါ့